မင်္ဂလာပါခင်ဗျာ UK channel ကနေကြိုဆိုပါရခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အခုဒီဗီဒီယိုဖိုင်လေးတင်ပြရပါတော့ကျွန်တော်ရဲ့ YouTube ပေါ်အမျိုးတွေကိုကျွန်တော်တို့တောက်ကြတဲ့စာအတွက်ကျွန်တော်နောက်တဲ့ K-pop ပတ်တီကို live ပြပြပေးရဖြစ်ပါတယ်ခင်ဗျာအဲဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုနေတဲ့မျိုးပါနော်ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုYouTube channel လေးကဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုနေမျိုးအဆုံးထိကြည့်ရှုပေးပါဘာကြောင့်လဲဆိုတော့ကျွန်တော်နှစ်ပတ်တီးပေးထားတယ်ပေါ့နော်နှစ်ပတ်တီးပေးထားတာရက်ကျော်သွားတဲ့ကြောင့်မို့ကျွန်တော်9ပတ်တီးကြာပြီးနေ့မှာကျွန်တော်အစားထိုးပေးတယ်9ပတ်တီးထွက်သွားတယ်ပေါ့နော်ဒါပေမဲ့အရင်ဆုံးမကြည့်နိုင်ကြည်တင်မှကြည်ပါလိမ့်မယ်ကျွန်တော်9ပတ်တီးကိုအရင်ကြီးလိုက်ဖို့တော့ကျွန်တော်တင်ပေးထားတဲ့ဗီဒီယိုဖိုင်ထဲမှာတော့ပြောထားတာတော့ရှိတယ်ပေါ့နော်ယုံကြည်တဲ့လူဆိုတာထက်ပေါ့နော်ယုံကြည်မှုရဖို့ကလည်းအတော့ခဲနေတယ်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်9ပတ်တီးပေးထားတာကိုလိုက်ဆိုတဲ့မျိုးတွေရကောင်းရသွားလိမ့်မယ်ပေါ့နော်အခုနောက်ထပ်ကကျွန်တော်ဒုတိယအကြိမ်မြောက်တောက်ကြနေတဲ့စာအတွက်ကျွန်တော်နောက် K-pop ပတ်တီးဆိုတာတဲ့ K-pop ပတ်တီးနဲ့ကျွန်တော် main quest လေးကိုလာရပြပေးရဖြစ်ပါတယ်ခင်ဗျာတောက်ကြနေမှာတော့ကျွန်တော်တို့နောက်ဆုံးဖြစ်တဲ့ကြောင့်မို့လို့ပတ်တီးကိုအဓိကဦးစားပေးတင်ဆောနေတဲ့မျိုးတွေကိုတင်ဆောစီချင်ပါတယ်ဒါပေမဲ့ကျွန်တော် main quest လေး3ခွက်ထည့်ပေးမယ်ပတ်တီး3နဲ့ထည့်ပေးထားမယ် main quest ကိုလည်းတင်ဆောလို့ရပါတယ်ပေါ့နော်ဟုတ်ကဲ့ပါတစ်ဆက်တည်းမှာပဲကျွန်တော်ရဲ့ဓမ္မစာကတ်ထဲမှာကျန်နေတဲ့တစ်ခွက်ကောင်းမွေးခွန်ရှိတစ်ခွက်ကောင်းကျန်နေသေးတယ်ပေါ့နော်အဲ့ဒီကွက်ကောင်းကိုတော့ဆက်ပြီးတော့ live ဆော့လိုက်ပါပေါ့နော်။ဘာကြောင့်လဲဆိုတော့တစ်ခွက်ထဲမွေးထားတဲ့ချွတ်ကြောင့်မလို့နောက်ဆုံးရက်တည်းရောက်သွားပြီအရင်လည်းအပန်းမကြီးဖြစ်နေအပန်းမကြီးနိုင်ဘူးပေါ့နော်တစ်ခွက်ထဲဖြစ်တဲ့ကြောင့်မလို့ပေါ့နော်အဲ့ဒီကွက်ကောင်းမွေးကိုတော့တောက်ကြနေမှာခွန်ရှိတစ်ခွက်ကောင်းကိုတော့မဖြစ်မနေဒီထည့်ဆော်ပေးကြပါနောက်ဆုံးရက်မှာထွက်တက်လို့ပေါ့နော်နောက်ဆုံးရက်မှာကျွန်တော်တစ်ခါကြုံဘူးရဲ့3နှစ်တောင်လာမသိကျွန်တော်နောက်ဆုံးတောက်ကြနေမှာပဲထွက်သွားတာဆိုတော့ကြုံဘူးတဲ့ကြောင့်မလို့တောက်ကြနေမှာတော့ဒီခွန်ရှိမွေးကန်းသားလေးကိုတော့မလွတ်တော့ပါနဲ့ထည့်ဆော်ပေးကြပါပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့တောက်ကြနေမှာကျွန်တော်တစ်ခွက်ကောင်းsorry K-pop ပတ်တီးတစ်လုံးအနေနဲ့တော့ကျွန်တော်1ချင်းအနေနဲ့တော့ကျွန်တော်6.1ချင်းရတယ်ပေါ့နော်6.1ချင်း3.5ပရိတ်ဒါကတလေးကွန်စာအတွက်နေတဲ့1ချင်းပေါ့နော်3.5ပရိတ်6.1ချင်းရတယ်ပေါ့နော်ကျွန်တော်အဲ့ထက်မှာကျွန်တော်ကြိုက်ဆုံးပတ်တီးကိုကျွန်တော်ရွေးပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်6ပတ်တီးဖြစ်ပါတယ်ခင်ဗျာ6ပတ်တီးကကျွန်တော် K-pop ပတ်တီးနေဖြစ်ကျွန်တော် live ဆိုစီခြင်းတယ်တောက်ကြနေမှာပေါ့နော်6.1ချင်းတကယ်လို့များ6ပတ်တီး1ပတ်တီးနှလုံးလုံးပတ်နိုင်တယ်ဆိုရင်တော့ပတ်ပေါ့ဗျာတေချာပေါ့လာပါလိမ့်မယ်6ပတ်တီး6မှာတေချာပေါ့တလုံးဆင်းလိမ့်မယ်အဲ့ထက်မှာကျွန်တော်အကြိုက်ဆုံးပတ်တီးနေရတော့6ပတ်တီးဖြစ်ပါတယ်ခင်ဗျာmain quest အနေနဲ့ကတော့main quest အနေနဲ့ကတော့ကျွန်တော်တို့6နဲ့63691နဲ့13ဖြစ်ပါတယ်ခင်ဗျာ1နဲ့13က main quest ပေါ့နော်6နဲ့6ဒါကကျွန်တော် main 6.1ကြီးပေးထားတဲ့ကြောင့်မို့ကျွန်တော် main quest ကို5ခွက်ထည့်ပြောထားတာပေါ့နော်6ပတ်တီးပတ်ပြီးတော့ဒီ main 5ခွက်ကိုတင်ထိုးနိုင်ရင်လည်းထိုးအကယ်၍ main 5ခွက်ကိုတင်မထိုးနိုင်ဘူးကျွန်တော်အကြိုက်ဆုံးတစ်ခွက်ကောင်းရေးပေးမယ်တစ်ခွက်ကောင်းရေးထိုးပြီးတော့6ပတ်တီး1ပတ်တီးနှလုံးလုံးပတ်နိုင်တဲ့အမျိုးအရာလည်းပတ်ပေါ့နော်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုတခြားလေးနားထောင်ပြီးတော့ live ဆော့စေချင်ပါတယ်ပေါ့နော်6ပတ်တီး main quest ကတော့6နဲ့6369 1နဲ့13ပေါ့နော်အဲ့ဒီမှာကျွန်တော်တစ်ခွက်ကောင်းနေနေတော့ကျွန်တော်69တစ်ခွက်ကောင်းကိုအကြိုက်ဆုံးဖြစ်ပါတယ်ခင်ဗျာဒါကတော့တောက်ကြတဲ့စာအတွက်နေတဲ့1ချိန်ပတ်တီးကျွန်တော်အကြံဆုံးပတ်တီးလို့ရွေးချယ်ပေးတာဖြစ်ပါတယ်ကျွန်တော် main quest 5ခွက်လေးပေးတယ်ပတ်တီးနှလုံးလေးပေးရဆိုပြီးတော့ကျွန်တော်ရဲ့တင်ထားတဲ့ post လေးကိုကြည့်ပြီးတော့ပဲမဆုံးဖြတ်ပါနဲ့ကျွန်တော်ရဲ့ profile နဲ့တရားနာဆောင်ကြည့်ပါ6ပတ်တီး1ပတ်တီးနိုင်ရင်ပတ်မယ်မနိုင်ရင်6ပတ်တီး3နဲ့ကိုပတ်ပြီးတော့ကျွန်တော်ပြီးရတဲ့ main 5ခွက်ကိုထိုးမယ်69တစ်ခွက်ကောင်တင်ဆော့မယ်အကယ်၍ကျွန်တော်တို့က6ပတ်တီး1ပတ်တီးနှလုံးလုံးပတ်နိုင်တယ်ဆိုလို့ရှိရင်နှလုံးလုံးတင်ပတ်69တစ်ခွက်ကောင်ကိုပဲထည့်ထိုးအဲ့လိုပေါ့နော်ထိုးကြီးအတန်းဆုံးနေအောင်ပေါ့နော်ကျွန်တော်K-pop ပတ်တီး live ပြပြပေးရဖြစ်ပါတယ်အားလုံးအဆင်ပြေအောင်မြင်ပါစေဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ